2026မှာ15သိန်းနဲ့ phone လောက်ဝယ်မယ်ဆိုကျွန်တော်တို့ဘယ်လိုမျိုး specification နဲ့ဘယ်လိုမျိုး feature တွေညွှန်မှန်းလို့ရမယ်။တေချာတာကတော့ကျွန်တော်အရင်ကြီးညွှန်မှန်းလို့မရတော့ဆိုတော့လုံးဝအမှန်ပဲ။ဆိုတော့ကျွန်တော်ဒီနေ့15သိန်းနဲ့ phone လုံးပြီးခဲ့ရပိုင်းတော့မှအသစ်ထွက်ထားတဲ့ brand new model လေးတစ်လုံးကြောင်းဒီနေ့ကျွန်တော် first version လေးလုပ်ပေးမယ်။အဲ့ဒါကတော့ Honda ပြီးခဲ့ရပိုင်းတော့မိတ်ဆက်ထားတဲ့ Honda X80 Cross XD လို့လည်းတော်တော်များများခွန်ကြတယ်။ပထမဆုံးအနေနဲ့ပြောမှဆိုသူ့ရဲ့ဈေးနှုန်းအနေနဲ့ဆိုလို့ကျွန်တော် RAM 8256 version ကို14သိန်း9900ကျမယ်။အဲ့ဒါကိုကျွန်တော် Okala ကိုမတိုင်ခင်ထိဝယ်မယ်ဆိုတဲ့ customer တွေအတွက် Honda နဲ့ထွက်ထားတဲ့ Honda Track EFS 86i ဆိုတဲ့ model တစ်လုံးကိုလည်းကျွန်တော်တို့လက်ဆောင်ပေးဖို့ရှိရဲ။အဲ့ဒီနှစ်ချက်ကတန်ဖိုးနေကျွန်တော်2သိန်းဝန်းကျင်ဆိုတော့ Okala ကိုမတိုင်ခင်ထိဝယ်မယ်ဆိုလို့ကျွန်တော်အများကြီးတန်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဆိုတော့ကျွန်တော်ဒီကောင်လေးကြောင့်ပြောရမှာဆိုလို့ကျွန်တော် Honda ရဲ့အကောင်းဆုံးအပိုင်းပေါ့နော်။အချမ်းခံတဲ့ battery ခံတယ်ဆိုတဲ့အပိုင်းအနေနဲ့စအောင်။အချမ်းခံတဲ့အပိုင်းမှာဆိုလို့ကျွန်တော်ဒီကောင်တူမိတဲ့အမြင်ကနေပြုတ်ကျတဲ့ဒဏ်တွေခံနိုင်တဲ့ IP65 dust and water resistant support လုပ်မယ်ဒါတွေကတော့တိတ်ပြီးတူမရှင်းများတော့ဒါလူတိုင်းဖြစ်ချင်မှလည်းဖြစ်မယ်ကြုံချင်မှလည်းကြုံမှာဆိုတော့ဒီဟာကို skip လိုက်တကယ်သုံးဝင်တဲ့ပိုင်းကတော့ battery ပါ battery နည်းနဲ့ဒီကောင်က silicon carbon အမျိုးအစားကိုမှ 9000 mAh capacity ကိုသုံးမိထားတယ်ဒါကကျွန်တော် industry ကိုကြည့်လိုက်မယ်ဆိုသူ့ရဲ့ဈေးနှုန်းပြိုင်ဘက်တွေနဲ့ကောင်းကောင်းရှင်းနိုင်တယ်ကောင်းကောင်းရင်မောင်တန်းနိုင်တယ်သူ့ထက်ကောင်းတလို့ပိုတာရဲဆိုတော့အပိုင်းလိုပဲပြောရမှာပဲဆိုတော့ battery life အနေနဲ့ကျွန်တော်တို့ 2day battery life လောက်ဒီကိုကောင်းကောင်းရတယ်ကျွန်တော်ပုံမှန် user ဆိုလို့ရှိရင် 2day တောင်ကြော်သေးတယ်တကယ်လို့ကိုက game မှာညာဆော့မယ်ဆိုလို့ရင်တရက်ခွဲလောက် AC ခံတဲ့အနေအထားမှာရှိတယ်။အပြန်သွင်းတဲ့အပိုင်းမှာဆိုလို့ရင်လည်းဒီကောင်45 watt super chat ကိုဒီကောင်ကသုံးမိထားတဲ့အတွက်ကြောင့်အပြန်သွင်းတဲ့ဘိုင်းကလည်းဘာမှစိတ်ပူစရာမလိုလုံးဝမြင်မြန်ဆက်ဆက်နဲ့ပဲအပြန်သွင်းမိနိုင်တယ်။ဆိုတော့ battery ဘိုင်း charging ဘိုင်းလုံးဝစိတ်ပူစရာမလို။နောက်တစ်ပိုင်းနေနေဆိုလို့ရင်တော့ဒီကောင်ရဲ့ display ဘိုင်း display ရဲ့ဒီ spec ကတော့ပုံမှန်သူနဲ့ဈေးမတိမ်မရင် mid-range လို budget လိုဖုန်းတွေမှာမြင်တွေ့နေကြ spec တွေတိုင်းပဲအရင်တူတူချားပုံ quadrant secondary refresh ဖြစ်မယ် AMOLED panel ကိုသုံးပေးထားတယ်ပြီးတော့ဒီကောင်ရဲ့ brightness က3000 nits ရမယ်ကျွန်တော်နေအောင်ကို auto brightness ဖွင့်ပြီးယူသွားမယ်လို့ HPM brightness က1300 nits လင်းမိနိုင်ဆိုတော့ display spec တွေကတော့ဒီတိုင်းပဲဒါပေမဲ့သူ့ display ကတော်တော်လေးကြီးလို့ကောင်းတဲ့ထဲမှာပါတယ်ပြောရဆိုလို့ရှိရင် vivid ဖြစ်တယ်ကာလာဆူတောင်းနဲ့ကြည့်ရတာမိုက်တယ်နည်းနည်းလေးဈေးကြီးရဆိုတဲ့ဖုန်းတစ်လုံးရဲ့ display ကိုကြည့်နေရတယ်ဆိုတဲ့ခံစားချက်နဲ့အနည်းဆက်ဆုံးတူတယ်ဒါပေမဲ့ twin jet တစ်ခုအနေနဲ့ကတော့ဒီကောင်က AMOLED panel ကိုသုံးပေးထားတယ်ဆိုပေမဲ့ under display fingerprint မပါဘူးဘေးနားမှာ side mounted fingerprint နဲ့တော့သုံးရမယ်ဒီတစ်ချက်ကတော့နည်းနည်းလေးကြီးရဲ့ downgrade လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့လည်း display ကမဆိုးအရင် generation တွေထက်အများကြီးပိုကောင်းလာတယ်ဆိုတဲ့အတွက်ကြောင့်လက်ခံပေးလို့တော့ရတယ်ပြီးတော့ဗျာဒီကောင် display ကမတိမတာနဲ့ကောင်းတဲ့တစ်ချက်လည်းရှိတယ်အဲ့ဒါကကျွန်တော်ဖုန်းကိုအကြာကြီးကြည့်တာတော့ညာအမှောင်ထဲမှာသုံးမယ်ဆိုတဲ့လူအတွက်ဒီကောင်းမှာပါလာတဲ့ဒီမျက်စိကိုကာကွယ်ပေးနိုင်တဲ့ PWM dimming က 3840Hz ထိ support လုပ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဖုန်းကိုကြာကြာကြည့်မယ်ဆိုလို့ရင်တော့မှခေါင်းကိုက်တာတို့ခေါင်းမူးတာတို့အဲ့လိုမျိုးဖြစ်မှာမဟုတ်ဆိုတော့အထိုက်ရောက် short ချပေးနိုင်တယ်ဆိုတော့ဒီကောင်းရဲ့ display က IK display တခုလို့လည်းပြောလို့ရတယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရင်တော့ဒီကောင်းရဲ့ camera နောက်ပတ်မှာဆိုလို့ရင် 1 megapixel main camera သုံးမိတာ ultra wide 5 megapixel ပါလာမယ်ဒီ Huawei megapixel ကသူ့ဈေးထဲမှာတော့မဆိုးဘူးเนาะဒါပေမဲ့ ultra wide ကတော့သူ့ရဲ့ main camera နဲ့ကျွန်တော်ရှင်းလိုက်မယ်ဆိုလို့ရှိရင် color နည်းနည်းလေးပြောင်းနေအပိုင်းက color တွေတိတ်မကြိုက်ဘူးဗျာ color နည်းနည်းမွဲရဲဆိုတဲ့ခါကြမျိုးရတယ် selfie နဲ့ဒီကောင်16 megapixel ကိုသုံးမိထားတယ် main camera အနေနဲ့ကတို့ပြထားပုံလေးအတိုင်းပဲဒီဒီကောင်းတဲ့တော့ကောင်းတယ်ဒီဒီကောင်းတဲ့အတွက်ကြောင့်သူက portrait မှုတွေမှာကျွန်တော် 1:2:8 3:8 ဆိုပြီးတော့ focal length 3ခုထိရွေးပြီးတော့ရိုက်လို့ရအောင်မလုပ်ပေးထားတယ်ဒါကလည်း Huawei megapixel ရဲ့ဒီဒီကောင်းတဲ့ဟာကိုသူအခွင့်ကောင်းယူပြီးတော့ဒီ crop လုပ်ပြီးတော့ကျွန်တော် portrait ပုံလေးရအောင်လုပ်ပေးတာ photo quality ကိုတော့ကျွန်တော်အရင်ကြီးတော့မျှော်လင့်လို့တော့မရနောက်တစ်ပိုင်းအနေနဲ့ဆိုရင်တော့ကောင်းပါသုံးမိတာ chipset အနေနဲ့ဆိုရင် Snapdragon ရဲ့ 6S4G Gen 2ကိုသုံးမိထားတယ် performance အနေနဲ့ကျွန်တော်ဆောင်ရွက်ပေါ်ခဏန်းတွေကိုကြိုက်တဲ့သူတွေဆိုပြီးတော့ဒီကောင် chipset ကလုံးဝ15သိန်းဝန်းကျင်မှာလုံးဝအဆင်ပြေမှာမဟုတ်ဒီတစ်ချက်ကတော့ကျင်းသေးတယ်ဒါပေမဲ့ကိုကသူ့မှာသုံးမိထားတဲ့ OS Android 16ကို base လုပ်ထားတဲ့ဒီ Honor ရဲ့ Magic OS 10နဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာဆိုလို့ကျွန်တော်တို့ user experience တော်တော်လေးမှာ smooth ဖြစ်တယ်အဆင်ပြေတယ်ဆိုတဲ့ခံစားချက်ရတယ်ဒါပေမဲ့တည့်ရတိုင်းပဲဗျာတချို့ကြောင့်ဆိုရင်ဟာဒီရက်ထွက်ထားကြပြီတိတ်မမိုက်လောက်ဘူးလို့ခံစားရလူအတွက်ကျွန်တော်ဆိုင်မှာဒီကောင်းရဲ့ OS လေးနဲ့တွဲထားတဲ့အချိန်မှာဘယ်လိုမျိုး experience ရလဲဆိုတော့လာပြီးတော့စမ်းသပ်စီနေတာဘာလို့လဲဆိုတော့ကျွန်တော်ကရောင်းညင်လို့ကောင်းတယ်ပြောတာလားဘာလားညာလားပေါ့နော်အဲ့လို customer တွေအတွက်လည်းဒီကောင်းရဲ့ OS ကအခုတော်တော်လေးကိုမှအဆင်ပြေလာတယ်ကျွန်တော်တို့15သိန်းဝန်းကျင်မှာသူတဲ့ SoC performance မြင့်တဲ့ကောင်တွေနီးပါးကိုလိုက်ပြီးရင်မောင်တန်းနိုင်နေဆိုရင်ဒီထားမှရှိတယ်အဲ့အတွက်ကြောင့်user experience ကတော့မဆိုးစားပေါ်ကနေကြိုက်တယ်ဆိုတော့ဒီကောင်ကို skip ပြီးတော့ AI feature တွေသုံးဖို့အတွက်လည်းဘေးနားမှာ one touch AI pattern တွေထည့်ပေးထားသေးတယ်ဒီ AI pattern ကတစ်ချက်နေမှာဆိုကျွန်တော် shortcut setting တွေကြည့်လို့ရလိုမျိုး long press လုပ်ထားလိုက်မယ်ဆိုလို့ရင် circuit to set လို့ feature မျိုးတွေကနေစပြီးတော့ short AI memory လို့ feature မျိုးတွေပါသုံးလို့ရအောင်ထည့်ပေးထားပြီးတာအဲ့အတွက်ကြောင့် AI ဘိုင်းကတော့ Honor က
မစိုးဘူးပေါ့နော်ကျွန်တော်တို့ user တွေသုံးရတာ comfortable ဖြစ်မယ်အဆင်ပြေအောင်လုပ်ပေးထားတာမျိုးတော့ရှိတယ်ပြီးတော့နောက်ထပ်အနေနဲ့ဆိုလို့ကျွန်တော်တို့က stereo speaker setup ကိုသုံးပေးထားတယ် standard quality ကသူ့ဈေးတန်းအနေနဲ့နည်းနည်းလေးပိုကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ် loudness ဘိုင်းကကြည့်မယ်ဆိုဒီကောင်က 300% volume ကြီးတင်ပြီးတော့ဖွင့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်လုံးဝတန်ကျေတာကိုကြိုက်တဲ့လူတွေဒီကောင်ရဲ့ audio ဘိုင်းစိတ်နှံကိုပြေဝပေးနိုင်လိမ့်မယ်ဆိုတော့ကျွန်တော်တို့အနည်းချုပ်လိုက်မယ်ဆိုရင်15သိန်းဝန်းကျင်မှာကျွန်တော်တို့ညှော်လင့်ထားတဲ့ performance ကင်းကနန်းနေမဟုတ်ဘူးကိုယ့်ရဲ့ daily usage တွေပြီးတော့ရေရှည်သုံးနေတယ်ဆိုတဲ့လူတွေဒီကောင်ကညှို့မိလို့ရဆိုတဲ့အနေအထားမှာရှိတယ်အထူးသဖြင့် organ လာကုန်မတိုင်ခင်ထိဝယ်မယ်ဆိုလို့ရှိရင်ငကြက်ပါညာရမှာဖြစ်တဲ့ကြောင့်အများကြီးပိုတန်တယ်ဆိုတဲ့အနေအထားမှာရှိတယ်